ဒီနေ့မှာတော့ jelly ကကျွန်တော်တို့တွေအခုကကျွန်တော်ဒီ Minecraft ထဲမှာပေါ့နော်ကျွန်တော်ဒါတော့ Minecraft episode 1မှာဖြစ်ပါတယ် episode 2ရဲ့ video ကိုကြည့်ချင်တယ်ဆိုရင်တော့ channel ကို subscribe နဲ့ like လေးနှိပ်ဖို့တက်ဒါဆိုချင်တယ်ပေါ့နော်အဲ့တော့ကျိုးလေးကိုလည်းစားရအောင်ဒီ Minecraft story ထဲမှာဘာလို့မှလဲဆိုရင်ကိုကြိုက်တာကြီးလုပ်မယ်ပေါ့နော်ပြီးတော့ fan တွေတောင်းဆိုတဲ့အတိုင်းပါအိမ်လေးစောက်ပြရမယ်အဲ့လိုရှောက်လုပ်မယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တယောက်လေးစောက်မယ်ပေါ့နော်ကျွန်တော်တငယ်ချင်းတွေကတော့ဒီပါတယ်ကွာအဲ့တော့စရအောင် let's go okay စစချင်းမှာတော့ကျွန်တော်တို့ရဲ့အိမ်ကတော့ကျွန်တော်တို့ရဲ့ jelly ဆိုတဲ့အိမ်တိုင်းပဲကျွန်တော်တို့အိမ်ကြီးကတော့ဒီအပြာအိမ်ကြီးပါဒီအိမ်လေးပါနော်ဒီအိမ်လေးပဲဖြစ်ပါတယ်ကျွန်တော်မှလည်း jelly ဆိုတဲ့အတိုင်းပဲအပြာရောင်ပေါ့နော်ဒါကတော့တော်တော်ရဲ့အိမ်ပေါ့နော်အိမ်ကြီးပိုင်းမှာဆမလာကတိတ်တိတ်ရှိုးပြီးတော့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့အိတ်ခမ်းရှိမယ်ဒါကတော့ကျွန်တော်စောက်တာကြာပြီပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီအပေါ်မှာပေါ့နော်အခုကကျွန်တော်တို့ဘာလုပ်မှလဲဆိုရင် craft ကိုတောင်းမယ်ပေါ့နော် craft ကတော့ကို AC ပဲနေလောက်ပြီအဲ့တော့ craft ကိုတောင်းပြီးတော့ပတ်ဆက်သွားကြည့်ပါမယ်ကျွန်တော်ခါတိုင်းနဲ့ပတ်ဆက်သွားကြည့်နေကြပါအခုနေ့မှမဟုတ်ဘူးနော်ကျွန်တော်နေ့လေကျွန်တော်ပတ်ဆက်လူဆို craft ပဲသွားကြည့်ပါcraft ကပဲဝင် craft လူလဲတော့လားမဟုတ် craft ကဒီမှာ craft ပေါ့နော်ဒါပေမဲ့ဟောပါနော်ဒီကောက်ချန်နေပြီးတော့ပတ်ဆက်ကြည့်မှာcraft ရေငါ့ကိုပတ်ဆက်လေးနည်းနည်းချိပါလုပ်ပါဒါဘယ်လောက်ပဲဖြစ်ဖြစ်ပေါ့ဟာငါမင်းကိုပတ်ဆက်မချီးနိုင်တော့ဒီနေ့တော့ဘာဖြစ်လို့လဲဆိုတော့ငါမှလည်းမင်းကိုချီးရတဲ့ပတ်ဆက်နဲ့ဒီကုန်းတော့မယ်ကွာဟာအဲ့လိုမလုပ်ပါနဲ့ craft ကလည်းငါမှလည်းပတ်ဆက်ကမရှိရလို့ပဲကွာမင်းကအတိုးနဲ့ပြန်ပြီးမယ်လို့ပြောပြီးပြီ craft ကဟုတ်ပါ no ငါချင်ရတော့20လောက်ပဲဖြစ်ဖြစ်ချီးချင်ချီးကွာ20လောက်လည်းပတ်ဆက်ပဲဘာမှမဖြစ်ဘူးညောရောက်တိုင်းတော်သားမှာကွာမင်းကိုအဲ့လိုမျိုးပြောနေလေငါ့ရဲ့ပတ်ဆက်တွေမွဲဖို့ရှိနောက်ဆုံးတော့မင်းထွက်ပြီးမှငါကြောက်နေရအဲ့တော့လုံးဝမချီးနိုင်တော့ကွာဟာဒါဆိုလည်းကွာမချီးနဲ့တော့ငါဘာငါတယောက်ရှိပါပဲသွားချီးရောcrash မှာချီးလို့မရဘူးဆိုတော့ကျေရို့ကျွန်တော်ဘယ်မှာချီးကောင်းလဲဒီအော်ဆိုဖေးအော်ဆိုမေးမှာမချီးရောဒီကောင်ကြီးကတော့ AC ပဲဆိုတော့ငါမှလည်းပတ်ဆက်ကလိုနေဆိုတော့ငါဒီ layer စိုက်ပျိုးရေးလုပ်တယ်မှာလုပ်ရင်ကောင်းမလားမသိဘူးအလုပ်တွေတခုတော့ရှာမှပဲညွန့်ဟုတ်တယ် layer စိုက်ပျိုးရေးမှာအလုပ်လုပ်ရမယ်အဲ့တော့ဟိုတယ်အောင်ဖြစ်တယ် layer စိုက်ပျိုးရေးကိုတော့ကြည့်ရတယ်ဒီအရှိကနေကြည့်ရမယ်ဟိုအထက်မှာမင်းရှိအာယုံကိုလည်းပြောရမယ်ထင်တယ်အာယုံကိုလည်းနင်းဆိုပြောရင်ကောင်းမှာမပြောရင်ကောင်းမှာဝေးဒီမှာတခုလိုနေနော်လေသမားရှိအောင်ရှိရောဟောဒါသူတို့ရဲ့ရိတ်ခါဒါအလုပ်သမားတွေကွာမန်နေဂျာဘယ်မှာလဲမသိဘူးကွာပြောချင်တယ်ဒီမန်နေဂျာအာယုံကိုလည်းဖြစ်နိုင်လားဟိုရှိုမင်းဘယ်သူ့ရှောင်းနေမန်နေဂျာရှာနေပါဒီကလေပိုင်ရှင်ရှာနေပါဟိုလေပိုင်ရှာငါပဲဟုတ်လားဟိုလည်းရဆိုကူညီပါကျွန်တော်ဒီမှာအလုပ်လေးပါလေးစင်းကြည့်ရောင်မင်းကိုအလုပ်စင်းဖို့ဆိုတာမဖြစ်နိုင်ဘူးမင်းတရားလုံးပတ်ပြီးတော့ပတ်ဆက်တွေလိုက်ကြီးနေမဟုတ်ပါဘူးကျွန်တော်အားကြောင့်အခုမချီးကျင်တော့လို့အလုပ်လုပ်မလို့ပြောရတယ်ခင်ဗျားတို့ကနေမနေခိုင်းတာဗျအော်ဆိုလို့ရှိရင်လေမင်းကိုငါတို့ဒီစပါးစိုက်တဲ့အလုပ်မှာခန့်ကောင်းမလားမခန့်ကောင်းမလားငါ့စီအောင်ငါ့တတိကိုဖုန်းဆက်လိုက်အောင်ဟာဒီမင်းရတယ်မအဲ့ဆိုလို့ရှိရင်ဆက်ပြီးသွားရင်ကျွန်တော်မနေ့ကျရင်လာပြောအောင်နော်လာမပြောမင်းလာခဲ့အဲ့ဆိုကျွန်တော်လည်းညမောင်နေပြီဆိုကျွန်တော်ပြန်တော့မယ်နော်ပြန်โอเคအိုးဝေးဘာယူညရောက်ပြီဆိုတော့ငါကိုအိမ်ကိုပြန်လာပဲကောက်ပဲကဲအိမ်ကိုပြီဟဲ့ကျုပ်ရလိုက်လို့ကျုပ်ရတော့လေကြော်စားလို့ရတယ်မနေ့ကျချယ်ရီရေမင်းအလုပ်ကောင်းရတော့မယ်ကွာအလုပ်ကောင်းလို့ရပြောပါအလုပ်ကဘလောက်ကောင်းမကောင်းမသိသေးโอเคငါအိပ်ရမယ်အိပ်ပြီးသွားရင်တော့ငါမနေ့ကျရင်အာရုံကိုလည်းရှိပြန်သွားပြီးတော့မေးရမယ်ငါမှဖုန်းလေးတစ်လုံးတော့မဝင်နိုင်တဲ့အဆင့်ရောက်နေပြီဟာโอเคဒါဆိုတော့ငါအိပ်လိုက်တော့မယ်ဟာမနေ့တောင်ရောက်လိုက်ပြီမှာဟာဒါဆိုလို့ရှိရင်တော့ငါဖြေချိုးလိုက်ပါမယ်ဒီကအောက်မှာကွာကိုယ့်အိမ်နောက်ကိုမျက်စိလေးနဲ့လူကြပါ
给黑球来。给野球爱是。啊，哎呦 ！Oh my god！ 野球比上啊，我打了呀，我都来了。我家里俺妈里头没有我的嘛，谁的老些手机我不来。给我来过是打比。ဖနက်လေးပါလေးကိုစီးအောင်ပါပဲဖနက်ကတော့ငါမှဝယ်ဖို့ပတ်ဆက်လည်းမရှိဘူးဆိုတော့ဖနက်ဆိုင်ကိုပဲတွားပြီးတော့မေးကြည့်ရမယ်ဘယ်လောက်လဲဖနက်ဆိုင်မှာလည်းပိတ်ထားအောင်မှာဒုက္ခပဲဟောဖနက်ဆိုင်မမေးခင်ကအာယုံကိုလန်ရှိပြန်တော့ရတယ်โอเคငါနောက်ကြရဆိုပြောခံရတော့မလားမသိအာယုံကိုလိုက်ကူညီပါအာယုံကိုလန်ရေကူညီပါညတော့ငါတရွေးကိုပြောကြည့်ရဘာပြောလဲအာယုံကိုလန်ဟာသူကလည်းပြေးဟာဘာပြောလဲအာယုံကိုလန်သူကမြို့အလောက်ခန့်လိုက်တဲ့ဟာတကယ်လားအေးတကယ်ပေါ့ငါမလိန်တော့ဘူးအဲ့ဆိုလို့ရှိရင်ကျွန်တော်ဘယ်နည်းကနေပြီးစဆင်းရမလဲအော်မင်းဒီနေ့ညနေဖြည်းလာဆင်းလို့ရရလေမင်းညာဆိုင်ဆင်းရမှာနော်ဒီမှာအိပ်ရမှာအော်ဟုတ်ခုနလေးမှာအဆောင်လေးရှိရဆိုတော့မင်းတို့တော့တက်ဖြစ်မှာပေါ့အော်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ညနေအခုပဲဆင်းလိုက်တော့မယ်ဗျာအေးအဲ့ဆိုလည်းမင်းတော့ပေါ့ကွာဒါမှတခုတော့ရှိရနော်မင်းအိတ်စပါးတွေအားလုံး chest မှာတော့ထည့်ရ chest မှာမထည့်ပဲနဲ့မင်းအိတ်တယ်ွားလို့မရဘူးနော်တခါတလေမှငါတို့လာကထုတ်တဲ့ကြီးကြလို့ရှိရင်အဲ့စပါးစိတ်လေးနည်းနည်းပါးပေးတာကွာမင်းရတဲ့စပါးစီကို chest ထဲမှာထည့်ဆိုတာမင်းမမေ့နဲ့နော်အော်ဟုတ်ကဲ့ပါဗျအဝေးရနေစကားလမ်းပြောနေတာအကောင်းချက်အိုင်းဝင်လိုက်ရဆိုလို့ရှိရင်ကျွန်တော်စပြီးတော့လှုပ်ဆင်းတော့မယ်နော်အေးဒါဆိုလို့ရှိရင်ဒီမုံလာဥနီကိုဒီမုံလာဥတွေရောအာလူတွေရောစပါးတွေအားလုံးမင်းရဲ့တာဝန်ထားလိုက်တော့ဟိုမှာတော့လူတွေကနှိမ့်တဲ့စားနေကွာအော်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်တယောက်တည်းဒီအလုပ်ကိုနိုင်ပါရဲ့ဗျအေးအဲ့ဆိုလို့ရှိရင်မင်းအလုပ်ကိုမင်းလုပ်တော့ငါလည်းငါရဲ့အလုပ်သမားတွေကိုခိုင်းလိုက်โอเคအဲ့ဆိုတော့ငါဒါလေးကိုစပြီးဟိုဒါကစပါးတွေပဲဟာဝေးဘာဖြစ်လဲโอเคအလူရတယ်တော်တော်များများရတယ်အိုးစပါးတွေကိုပြီးမှပဲ